လူရဲလို့ဖြစ်လာပြီဆိုရင်တစ်ချိန်ချိန်မှာတော့အိမ်ထောင်ပြုတ်ကြရမှာပါပဲကိုအိမ်ထောင်မပြုတ်ခင်မှာကိုရဲ့အိမ်ထောင်ဘက်ကဘလို့လူဖြစ်ရမယ်ဘလို့ qualification တွေရှိရမယ်ငွေရေးကြေးရေးရုပ်ရေးအလုပ်အကိုင်းစတာတွေပြည့်စုံရမယ်စသည်ဖြင့်မျှော်မှန်းချက်တွေအနည်းနဲ့များတော့ရှိကြမှာပါဘာဖြစ်လို့လဲဆိုတော့ကိုရဲ့အိမ်ထောင်ဘက်ကိုရဲ့လက်တွဲဖော်ကောင်းရင်ကောင်းတဲ့လောက်ကိုဘဝကကောင်းစားနိုင်ပြီးတော့ကိုရဲ့လက်တွဲဖော်စိုးရင်စိုးတဲ့လောက်လဲကိုဘဝကထိုးကျသွားနိုင်လို့ပါယုံကြည်သူခရစ်ယာန်တယောက်အနေနဲ့ဒီ qualification တွေဆိုတာထက်ဘုရားသခင်ပြင်ဆင်ပေးတဲ့နံရိုးရှင်ဘဝလက်တွဲဖော်ကိုတွေ့နိုင်ဖို့ကပိုပြီးမှအရေးကြီးပါတယ်ဒီလိုတွေ့နိုင်ဖို့နှုတ်ကပတ်တော်ကဘလို့သင်ထားလဲကိုဘက်ကရောဘာတွေပြင်ဆင်ထားရမလဲစတာတွေကိုသိဖို့လိုအပ်ပါတယ်ဒါကြောင့်မို့ဒီနေ့ဒီဗီဒီယိုမှာဒီအကြောင်းအရာကိုသိနိုင်ဖို့ 3M principle အကြောင်းကိုပြောပြချင်ပါတယ် Number 1 M Master ဟုတ်ပါတယ် Number 1 M က Master ဆိုတဲ့ဘုရားသခင်ကိုအရှင်သခင်နေရာမှာထားရှိခြင်းပါယုံကြည်သူခရစ်ယာန်တယောက်အနေနဲ့ယေရှုခရစ်တော်ကိုမိမိရဲ့အရှင်သခင်နေရာမှာထားရှိပြီးဘဝရဲ့နေ့ရက်တိုင်းမှာဥဆောင်ခွင့်ပေးဖို့လိုအပ်ပါတယ်မာသဲခန်းကြီး6အခန်းငယ်33မှာဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလောနောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တန်းလို့ပြောထားတဲ့အတိုင်းဘုရားသခင်ကိုဥစွာရှာဥဆောင်ခွင့်ပေးလိုအပ်တာတွေကိုကိုတော်ကပြင်ဆင်ပေးမှာပါအဲ့လိုမဟုတ်ပဲလက်တွဲဖို့ကိုသာအရင်ရှာခဲ့မယ်ဆိုရင်အမားတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့် Number 1 M Master ဆိုတဲ့အတိုင်းဘုရားသခင်ကိုအရှင်သခင်နေရာမှာထားရှိပါ